morning ဒီနေ့မနက်3 နာရီခွဲအရာထားပါမယ်ဒါကတော့ဘုံကြီးမနက်အာရုံဆုံးပေါ်မှာစော်လေးနဲ့ဝတ္တဟင်းလေးနဲ့လှူဖို့အတွက်မင်းမင်းထားချက်နေပါတယ်မနက်ပိုင်းဆုံးခံ9နှစ်ခွဲပြီးတော့ရင်မနက်အာရုံဆုံးဘုံကြီးလေးဆုံးခံကြပါတယ်ဒီနေ့မနက်ဆုံးလူပြန်နဲ့ဈေးသွားပါတယ်ဖျားပန်းလေးတွေလည်းဝယ်ရင်တကြံပန်းစည်းလေးလည်းဝယ်ပါတယ်ဒီနေ့တော့တကြံအိုးထိုးဖို့အတွက်တကြံပန်းစည်းလေးဝယ်ပြီးတော့တကြံအိုးလေးထိုးထားပြီးပါပြီရှင်တကြံအိုးထိုးပြီးတာနဲ့မင်းမင်းကဒီနေ့ဖျားစင်ကိုတရှင်းလည်းလုပ်ပါမယ်ဖျားစင်မှာရှိတဲ့ဖျားပန်းလေးညှိုးနေတာကိုလည်းလဲပြီးတော့ဖျားစင်ကိုလည်းတရှင်းလုပ်ပါမယ်ရှင်တရှင်းလေးလုပ်ပြီးသွားပြီဆိုရင်တော့ရေချမ်းလေးပြန်ကမ်းမဲ့ဖျားပန်းလေးပြန်တင်ပြီးတော့စပယ်ပန်းနဲ့ဝင်းနေတာလေးဖြန်းလို့ပူဆောင်လိုက်ပါတယ်ဒါကတော့မင်းမင်းမနက်ပိုင်းလုပ်တဲ့တောင်းဝင်လေးပါတမင်လေးလေးရေလောင်းပါတယ်ပြီးရနဲ့တမင်ချက်ဖို့အတွက်အိမ်အောင်ပြန်ဆင်းလာပါတယ်ဒါတော့ချင်မင်းချမ်းထွေတဲ့ချင်မော်ရက်ပါဒါတော့ချက်တော့ပြပါဒါတော့ငွေဒီစိမ့်ပါဒါတော့ငါးပါငါးနဲ့ချင်မော်ရက်နဲ့ချက်မလို့ပါရှင်ချက်တော့ပြနဲ့ငွေဒီစိမ့်နဲ့ကိုမင်းညက်အောင်ထောင်းထားပါမယ်ငါးနဲ့ချင်မော်ဟင်းရက်နဲ့ချက်ဖို့အတွက်ထောင်းထားပြီးဆိုရင်ညက်အောင်လည်းထောင်းထားပြီးပါပြီပြီးတော့ဒါလေးညက်ပြီးဆိုရင်ခင်းချက်ဖို့လည်းဆက်လက်ပါပြီဒါစီပါစီတဲ့စနေလေးနဲ့ထည့်ပြီးတော့မင်းကငါအိမ်ထည့်ကြောပါမယ်ဘာလို့ဆိုတော့တော်တော်များများနေရာစနေလေးနဲ့ငါမျိုးဆက်တာပြရတာပေါ့နော်ဒီနေ့အဲ့လိုဆိုကြတယ်ငါနည်းနည်းညှက်လေးပြအောင်ဆိုပြီးတော့ငါ့ကိုနည်းနည်းလေးကြောင်အသားလေးတင်းအောင်ဒီလိုမျိုးအိမ်ထည့်ထားတယ်ဒါတော့မင်းငါလေးဆက်ကြောနေပါပြီဒီနေ့ငါလေးနည်းနည်းကြော့သွားတယ်ဆိုတော့ငါအစီအမံလေးနဲ့ကြော့လာတာပေါ့နော်ဒီကြောင့်ငါလေးအိမ်ကိုထည့်ပြလိုက်ပါတယ်ရှင်ငါလေးတွေကိုကြောင်လေးသားလေးတင်းသွားပြီးတော့ကြောင်လေးစားတော့အောင်ဒီနေ့ထည့်ပြီးကြော့လိုက်ပါမယ်ဒါနေတော်လေးဖြစ်ပါပြီဆိုတော့နည်းနည်းချင်းမထောင်းရနဲ့မျိုးဒီနဲ့ချက်ပေါ်ရင်းနဲ့ထည့်ပြီးတော့ဒါလည်းငါးလေးနဲ့ရိုက်ပြီးတော့ဒါလေးစစ်ထားလိုက်ပါမယ်ငါးလုံးကြော့လေးကြော့ထားတယ်နည်းနည်းတော့အိုးကတော့တူးသွားပါလေပြီးရင်စစ်တက်ပြီးသွားပြီဆိုတော့ဒီနေ့ချင်းမရက်ထည့်ပြီးတော့တစ်ခါလေးရသမတ်တက်ပြီးပါမယ်ချင်းမရက်ထည့်ပြီးတော့တစ်ခါလေးရသမတ်ပြီးပါမယ်ပြီးရင်အဲ့ဒါလည်းလည်းကွာဒီဥဒရရန်ပြင်လို့ချင်းချင်းဆိုတော့ချင်းဆက်ဆက်လေးစားရတာဖြည်းဖြည်းလေးနေနေတာပေါ့နော်အဲ့ကြောင့်မလို့ငါးလေးနဲ့ချင်းမရက်နဲ့ရက်ချလိုက်ပါတယ်ချင်းမရက်ကဈေးထဲမှာတကြီး600ဖြစ်သွားတဲ့တော့မင်းရဲ့မျိုးထောင်းနေအိမ်မှာစီးချင်းမရက်လေးတွေလည်းခူပြီးတော့ကြော်ပါတယ်ဒါဟာဒီလိုဟိုဒီလိုရဆိုတော့အိမ်မှာစိတ်လာတာတော့စားတာပုစင်ပြတာပေါ့နော်ဈေးမှာကျတော့ဒါဟာလေးဝယ်စားရတယ်ဈေးကြီးချင်းမရက်တကြီးတောင်600ဖြစ်နေတဲ့ဖြစ်နေပါရှင်အဲကြောင့်ဟိုဒီဟိုတော်တော်များများအိမ်မှာစိတ်လာပု